Hi, warmly welcome to Haraso Channel အားလုံးပဲမင်္ဂလာပါရှင် Haraso Channel လေးမှာ Emily ပါ Emily ကဒီနေ့ဘာလေးကိုမိတ်ဆက်ပေးမလဲဆိုရင်ပေါ့နော် Emily ဒီပေါ့2026 January လကနေစပြီးတော့ Emily ရဲ့ဒီ Haraso မှာဒီ tarot ခက်လေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုကခက်လေးတွေကိုချစ်မြတ်လို့တတ်တဲ့သူမျိုးကက်ကလေးတွေကိုသဘောကျတယ်ဖတ်တတ်ခြင်းနဲ့ပေါ့နော်တချို့ဆိုရှိရဲ့ကက်ကလေးတွေရမ်းစိတ်ဝင်စားလို့ပေါ့နော်ဟိုစုဆောင်တတ်တဲ့သူမျိုးတွေပေါ့နော် tarot နဲ့ပတ်သက်ပြီးတော့လုံးဝအခြေခံအနေစပြီးတော့လေးလာခြင်းနဲ့တနိုင်တစ်ပိုင်းလေးလေးလာခြင်းနဲ့စပြီးတော့အဲ့လိုသူမျိုးတွေအတွက်ပေါ့နော်ပထမဆုံးခြေလမ်း tarot ကိုစပြီးသင်မှုအတွက်ပထမဆုံးခြေလမ်းလေးစလှမ်းတဲ့အနေနဲ့ first step with tarot ဆိုတဲ့ Telegram group လေးတစ်ခုပေါ့နော်ဟောဖွဲ့ထားပါတယ်တကယ်လို့ကိုကခုနပြောသလို tarot နဲ့ပတ်သက်ပြီးလုံးဝအခြေခံအနေစပြီးတော့ခြေလမ်းလေးတစ်လမ်းလှမ်းပြီးတော့လေးလာခြင်းနဲ့ဆိုတဲ့သူတွေအတွက်ပေါ့နော်ရည်ရွယ်ပြီးတော့ Emily Telegram group လေးတစ်ခုဖွဲ့ထားပါတယ်စိတ်ဝင်စားရဲဆိုအမျိုး join လို့ရပါတယ်အဲဒီ group ထဲမှာဟို tarot ကတ်နဲ့ပတ်သက်ပြီးတော့ဆို88ကတ်ပေါ့နော်ဟိုဒီ major ကတ်တွေကြီးပဲမဟုတ်ဘူးminor ကတ်ပါတယ်เนาะ88ကတ်လုံးအတက်ပြောင်းမြန်အဓိပ္ပာယ်တွေပါမယ်ပြီးတော့ကိုကလုံးဝဒီအခုမှစပြီးလေးလာမဲ့သူတွေအတွက်ကိုပဲရည်ရွယ်ထားတာဖြစ်တယ်လုံးဝ basic တနေ့ကိုနိုင်တဲ့လောက်လေးဗီဒီယို2ပုတ်ပေါ့နော်ဥပမာ15မိနစ်ဗီဒီယို2ပုတ်ဆိုတာတနေ့ကိုမိနစ်30ပြီးတာအဲ့လိုမျိုးလေးပုံမှန်တစ်လခွဲလောက်2လလောက်လေးလာလိုက်မယ်ဆိုရင်နေ့စဉ်ပုံမှန်ပေါ့နော်အဆက်မပြတ်လေးလာလိုက်မယ်ဆိုရင်ကိုကဒီခက်မှန်းပေါ့နော်အချိန်တစ်လခွဲ2လတယောက်နဲ့တော့မတူကြဘူးတချို့ကလည်းဟိုတစ်လလေးနဲ့ရရင်လည်းရသွားမယ်ပေါ့နော်ဒါပေမဲ့တယောက်နဲ့တော့မတူကြဘူးအချိန်ပေးနိုင်တဲ့နှုန်းတွေမတူကြဘူးပါရမီလည်းနည်းနည်းကွာလိုက်မယ်ပေါ့နော်အဲ့တော့အဓိကတော့စဉ်ဆက်မပြတ်သွားနေပေါ့နော်စဉ်ဆက်မပြတ်နေလေးလာမယ်ဆိုရင်2လလောက်နေကိုယ့်အတွက်ကိုဖတ်တဲ့ရုံနာမကဘူးတခြားသောသူတွေကိုလည်းဒါကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းဖတ်ပေးနိုင်တဲ့အချိန်ကိုရောက်လာနိုင်တယ်ပေါ့နော်အဲ့တော့ကိုကလေတနေ့တာကိုပေါ့နော်ဒီလိုဟိုတနာရီဝက်မဟုတ်တနာရီအချိန်ပေးမယ်အဲ့လိုမျိုးလေးပုံမှန်3လလောက်သွားမယ်ဆိုရင်တကယ် professional ကြီးတယောက်လိုမျိုးintuitive reader ပေါ့နော်အဲ့လိုမျိုး readers တယောက်လိုမျိုးဘာမှမဟုတ်လေဒီလို psychic readers တယောက်လိုမျိုးအဲ့လောက်ထိတော့ advance ပေါ့နော်အစင်းမြင့်ထိသွားနိုင်မယ်လို့တော့အရန်ကြီးအာမမခံရဘူးဒီဗီဒီယိုကဘာကြောင့်လဲဆိုတော့ဒီ group ကကြတော့လုံးဝအခြေခံသမားတွေအတွက်ကိုပဲရည်ရွယ်ထားတဲ့ရည်ရွယ်ထားတာမျိုးမို့လို့ပေါ့နော်အဲ့တော့ကို့မှာ tarot နဲ့ပတ်သက်ပြီးဒီ2026မှာကိုကခြေလန်းတလန်လှမ်းကိုလှမ်းမယ်ကို့မှာ target လေးတစ်ခုရှိရယ် goals ပေါ့နော်ပန်းနိုင်လေးတစ်ခုရှိတယ် tarot readers ဖြစ်ချင်တဲ့ tarot card ကလေးတွေဖတ်တတ်ချင်တဲ့ဒီလို writer series ကမှမဟုတ်ဘူးတခြား card ကလေးတွေလည်းဖတ်တတ်ချင်တယ်လုံးဝအခုပထမဆုံးအနေနဲ့ခြေလမ်းလေးစလမ်းမယ်ဆိုတော့ပေါ့နော်စိတ်ကူးလေးတစ်ခုစိတ်လေးတစ်ခုရှိတယ်ရွယ်ချက်လေးတစ်ခုရှိတယ်ဆိုရင် okay အမေကအကြံပေးချင်တာintention လေးတစ်ခုထားပြီးတော့เนาะအချိန်ဘလောက်တော့တွင်မှာ3လတော့တွင်မှာအဲ့လိုမျိုးအချိန်ကတော့သတ်မှတ်ပြီးပေါ့เนาะယုံကြည်နဲ့ကိုလည်းယုံကြည်နဲ့ကလေးတို့လည်းယုံကြည်နဲ့စိတ်ကလေးနှစ်ပြီးတော့เนาะဖတ်ကြည့်ပါလေးလာကြည့်ပါခြေလမ်းလေးစပြီးတော့လှမ်းကြည့်ပါเนาะ action ယူကြည့်ပါပေါ့เนาะလက်တွေ့ကြကြလေးခြေလမ်းလှမ်းကြည့်ပါပေါ့เนาะအဲ့လိုမျိုးလေးအမြဲတိုက်တွန်းချင်ပါတယ်ဒါအပြင်တကယ်ဒီဗီဒီယို group လေးကိုဘာကြောင့်အဓိကလုပ်ဖြစ်တာလဲဆိုတော့လေတခါကြရင်အမျိုးကဟို internet line တွေခက်ခဲဖြစ်လို့เนาะdownload ဆွဲရအဆင်မပြေလို့ဒီ Zoom meeting နဲ့တက်ရတာဟိုအဆင်မပြေဘူးเนาะအဆင်မပြေဆိုဝင်လိုက်ထွက်လိုက်တွေဖြစ်နေတယ်တစ်ဖက်မှာလည်းကြောင်းနဲ့တစ်ဖက်မှာလည်းအလုံးနဲ့ဒါပေမဲ့ကိုကလည်းကက်ကလေးတွေကကိုယ့်ရဲ့ရှေ့ကိုရောက်လာတယ်ဆိုလို့ကျင်တာnew fish တွေမှာကိုယ့်ရဲ့ဟိုပေါ်လာတယ်เนาะဟို YouTube ကြည့်လိုက်လဲ new fish တွေမှာပေါ်လာအဲ့တော့ကက်ကလေးရွေးကြည့်လဲကိုနဲ့အဆင်ပြေနေတယ်ဟို group တွေအဆင်ပြေဒါဆိုရင်ရောကိုကရောဒီလိုလေးဖတ်တတ်ချင်တယ်ဖတ်တတ်ချင်တော့ဖတ်လို့မြန်ရနိုင်မလားဆိုရယ်စိတ်မျိုးလေးရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုအခြေလမ်းလေးတစ်လမ်းစပြီးတော့လှမ်းကြည့်ဖို့တိုက်တွန်းချင်တယ်okay အဲ့တော့ဒါအပြင်မှာမလို့အခုဒီဇန်နဝါရီလတော့ဒီမှာဝယ်တဲ့သူတွေထဲကနေပြီးတော့အဦးဆုံးပေါ့နော်သူတွေကပထမဆုံးရောက်တဲ့အဦးဆုံး9ယောက်ကိုလည်းအမျိုးလက်ဆောင်လေးပေးဖို့စီစဉ်ထားတာမျိုးရှိရပေါ့နော်အခုတော့ရှိရအမျိုးဒီ package လေးက package တစ်ခုလုံးမှာအမျိုးဒီဗီဒီယိုအပုတ်ပေါင်းပေါ့နော်ခန့်မှန်းပေါ့80နီးပါးလောက်တော့ပါတယ်အဲ့ဒီအပုတ်ပေါင်း80နီးပါးလောက်ကိုမှခန့်မှန်းပေါ့နော်အဲ့ဒီ80နီးပါးလောက်ကိုမှ package တစ်ခုလုံးဆိုအမျိုး1000ပေါ့နော်ဒါပေမဲ့ဒီ January လမှာဆိုအမျိုး1000နဲ့ပေးထားတယ်ပေါ့နော်1000နဲ့စပြီးတော့ပေးထားပါတယ်
အဲ့တော့ကက်ကလေးတွေကတော့ကိုကထပ်ဝယ်ပို့လို့ရကက်ကလေးတွေတော့မပါသေးဘူးပေါ့နော်ကက်ကလေးတွေအခင်းလေးတွေအိတ်ကလေးတွေအဆရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးဆက်ဆက်ပစ္စည်းတွေတော့ထပ်ပြီးတော့ဝယ်ယူဖို့လိုသေးတယ်အမျိုးရှိမှဝယ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကိုနဲ့နီးစပ်ရာဆိုင်မှာပေါ့နော်ဝယ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးထပ်ပြီးတော့လုပ်လို့ရပါတယ်ဒါလေးကတော့အမေဘာလေးကိုပြပေးထားရလဲဆိုရင်ပုံလေးတွေကိုပြပေးထားတာပါ Rider series ကပုံလေးတွေပေါ့နော်ဒီကက်လေးက authentic မဟုတ်ပါဘူးဒါပေမဲ့ဘလို့ဆဆချင်းလေးကျင့်တဲ့နေရာမှာတုံးလို့ရတယ်ပေါ့နော်ကိုနဲ့ဒီကက်ကလေးနဲ့တုံးရတာအဆင်ပြေတယ်တချို့ကကြိုက်သွားတာမျိုးရှိတယ် rider မှာ rider ဆိုပြီးတော့တချို့ကကြတော့လည်းမကြိုက်ဘူးဆိုတာမျိုးရှိတယ်အဲ့ခါကျတော့လည်းနောက်တစ်မျိုးပေါ့နော်နောက်ထပ်ဒါကလုံးဝအခြေခံအောင်ပဲလေ့လာတဲ့အတွက်ကြောင့်မလို့မျိုး rider ကိုတုံးထားပြီးတယ်ဒီ package ထဲမှာလည်း rider နဲ့ပဲတွားပေးထားတာမျိုးအဲ့မှာမေးစရာပါရှိတယ်ဆိုဒီမှာအမြင်ပုံလေးပြထားပေးရပေါ့နော် rider မှာဒါဆို universal weight ပေါ့နော်အမြင်ဗီဒီယိုထဲမှာလည်း cut ကလေးတွေကိုရှင်းပြထားတာမျိုးလေးထည့်ထားပေးပါတယ်နော်ဒါကတော့ရိုးရိုး original tarot ပေါ့နော် original rider စပြီးထွက်တဲ့ဟာလေးပေါ့နော်အဲ့တော့ तू ကလေဘာကွာလဲဆိုတော့ဒီမှာကြည့်အဝတ်စားလေးအရောင်လေးနည်းနည်းပဲကွာတယ်ပေါ့နော်တချို့နေရာတွေမှာအမြင် cut ကိုတချို့တစ်ခါ cut တွေဝယ်လို့မရဘူးဆိုလို့ဖြစ်လို့အဲ့ဒါနဲ့ universal tarot ကိုထည့်ပြီးသုံးပေးတာမျိုးရှိ universal weight ပေါ့နော်အဲ့ဒါကိုထည့်ပြီးတော့သုံးပေးထားတာမျိုးရှိအမှန်တော့ပုံလေးကတူတူပါပဲဘာလဲဆိုနောက်ခံ background လေးတွေအယောင် color လေးတွေနည်းနည်းလေးကွာသွားတာနော်အယောင်လေးထက်လာအမှန်တော့အနီးကကြည့်မယ်ဆိုရင်တူတူပါပဲနော် okay လောလောဆယ်အမျိုးစီမှာတော့ universal weight မရှိသေးဘူး originalဟွာလေးပဲရှိသေးတယ်ပုံတွေကမတူဘူးဆိုပြီးတော့ဖြစ်မှာဆိုမတူတာမျိုးမဟုတ်ပါဘူးပုံတွေအကုန်လုံးကတူတူပါပဲ color လေးတွေနည်းနည်းလေးကွာသွားတယ်เนาะဒီလောက်ပါပဲเนาะ okay ပြီးတော့ landing tarot ကိုလည်းလာမိကြ landing tarot ဆိုတာမျိုးဒီလိုမျိုးကတ်ကလေးပြောတာမျိုး ME dot ပေါ့เนาะအဲ့တော့ landing tarot ဆိုတာဒီမှာ universe သူကလည်းဒီလိုတူတူပဲဒီပုံတွေကိုပဲဒီမှာကတ်ပြီးတော့အောက်မှာပေါ့အတိပ္ပယ်လေးတချို့ဒီကတ်ကို create လုပ်ထားတဲ့သူอ่ะပေါ့เนาะအဲ့လိုမျိုးလေးတုံးထားတာမျိုးပေါ့เนาะlanding tarot ကအမျိုးမှမရှိသေးဘူးလောလောဆယ်ဒီဟာတစ်ခုပဲရှိပါမယ်เนาะဒီ package အတွက်သုံးလို့ရဆို yes ရပါတယ်ဒါပေမဲ့အထဲထဲမှာတော့ဒီ package ကဒီ universal weight ကိုသုံးထားပေးတယ်ပေါ့အမှန်တော့တူတူပါပဲပုံတွေအကုန်လုံးကလေဒါလေးကကြတော့ color လေးနည်းနည်းလေးပိုတောက်တာ design လေးနည်းနည်းလေးဟွာဖြစ်တာမျိုးเนาะအဲ့လောက်ပါပဲအမီအနေနဲ့အဲ့လိုမျိုးလေးပဲမြင်ပါတယ်เนาะအဲ့တော့ okay အဆုံးထိအချိန်ပေးပြီးနားထောင်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့ကိုက2026မှာtarot နဲ့ပတ်သက်ပြီးတော့ tarot ဖတ်ကိုဖတ်တတ်ရမယ်လို့သတ်မှတ်ထားတယ်2026ရဲ့ပထမဆုံး3လ January February March ပေါ့နော်အဲ3လအတွင်းမှာကိုက tarot အတွက်အချိန်တစ်ခုပေးမယ်တနေ့ကိုနိုင်ရောတနေ့ကိုနိုင်လောက်ချိန်ပေးမယ်ဆိုတဲ့သူတွေအတွက်เนาะလေ့လာမယ်ဆိုတဲ့သူတွေအတွက်ကိုကအခုကြည့်ရှုတဲ့သူအားပေးတဲ့သူမဟုတ်တော့ဘဲနဲ့ကိုယ်တိုင်ဖတ်တတ်ချင်တယ်ဆိုတဲ့သူတွေအတွက်လုံးဝအခြေခံသမားကြီးခြေလမ်းလေးစလမ်းမှုဆိုရင်အမေရဲ့ဒီ package လေးကိုအခုချက်ချင်းပဲငွေလဲဝင်ယူဖို့ပေါ့နော်အမေတို့တိုက်တွန်းပါတယ်เนาะအမေတို့ဒီgroup လေးအပြင်အမျိုးရှိမှာပါလေးတစ်ခုထပ်ပြီးတာဆို group ထဲမှာရှိတဲ့နားမလည်တဲ့စာတွေကိုပြန်ပြီးတော့ရှင်းပြဖို့เนาะပြန်ပြီးရှင်းပြဖို့လာမိတဲ့ခါမှာဆိုတော့အမျိုးဒီ92နာရီတွင်ပေါ့ပြန်ပြီးတော့အဖြေဖြေပေးတဲ့ service လေးပါတယ်အဖြေဆိုတော့အမျိုးအဖြေတော့မေးလို့မရဘူးလိမရလက်ပေါ့နော်ဟောစတန်ရလက်ကိုတော့မေးလို့မရဘူးဒါပေမဲ့ကိုတိုင်းကကက်ကလေးဆွဲပြီးတော့ဗီဒီယိုအကုန်လုံးကြည့်ပြီးသွားပြီကက်ကလေးဆွဲပြီးတော့အဖြေထုတ်ထားပြီးကျမကတော့ဒီလိုမျိုးယူဆပါတယ်ဆိုပြီးတော့เนาะဒီလိုမျိုးလေးအဖြေထပ်နေပါတယ်ဟုတ်လားဆိုဒါဆိုရင်တော့အမီရဲ့ဒီ၄နှစ်တာအတွေ့အကြုံလေးနဲ့ပေါ့เนาะအမီပြန်ပြီးတော့ရှင်းပြပေးမှာပဲเนาะဒါပေမဲ့92နာရီတော့စောင့်ပေးရမယ်ပေါ့เนาะစာပြန်ရတဲ့ reply လေးများလို့ပါเนาะအဆုံးထိချိန်ပြီးနားထားပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုအမတို့ group ထဲမှာတွေ့ကြမယ်เนาะbye bye see you soon